အခုကမန္တလေးမြို့ရဲ့ဥပိ္ပဒရာကိုရောက်ပြီနော်နေ့လည်စာလည်းစီစဉ်ထားမလို့အမားတို့အားလုံးဆင်းလို့ရပါပြီစစ်တော့ရေမန္တလေးကိုရောက်ပြီဥပ္ပယုံရောက်ပါပြီစစ်တော့ရေဟဲ့ပိကနနဲ့တိုင်းတွေ့ရတော့မှာနော်မန္တလေးမှာဘယ်သူတွေရှိတော့မခိုင်စုနဲ့မမေဤမန္တလေးရောက်ပါပြီကဲဆင်းလို့ရပါပြီဓမေစာရင်ဖျားလဲပုရိယဟောမှာနေ့လည်စာလေးတော့အကုန်စီစဉ်ထားပြီးသားညီမလေးတို့လားရလားညီမလေးကိုတွဲပြရမလားဟိုင်းပြီဥပ္ပယရောက်ပြီဆိုဘယ်မှာတော့ဥပ္ပယအော်ဟိုးမှာလေငါမကြီးကလည်းဥပိ္ပမမြင်ဘူးလားတရားကြီးဟုတ်တော့ကားအဲ့မှာရက်မှာမဟုတ်လားအဲ့နတ်သွားရက်ကားတွေကပြည့်ညက်တက်နေတာရက်လေရင်နာကကောက်သေးတာရဲ့ဒီမှာထမင်းစားပြီးတော့တခါလေလမ်းလျှောက်သွားလိုက်အစာတောင်ကြည်သေးတယ်နေ့လေစားထမင်းဒီမှာစားမှာပတ်ကလေးမှာပါတယ်ဟာလားဟုတ်တယ်လေဟိုတယ်စားကျွမမဟုတ်ဘူးလားဟာငါမကြီးကလည်းဟိုတယ်စားဘဲချင်းသွားစားရရင်ဒါမျိုးမန်လေးရောက်တော့စားရတာမန်လေးကအကောင်းဆုံးဆိုင်ဘယ်သူမှတော့သိတာမဟုတ်ဘူးเนาะကျွန်တော်မနေရှာထားရတာဖေးဖိုးရမယ်ဆိုဟုတ်တယ်လေဟိုမှာလေးဖျားကြီးမမြင်ဘူးလား